အဲ့တော့အရာဝတ္ထုရဲ့ဂျူလီယာချင်းမှာကျွန်တော်ခုနပြောလို့ပါပဲသူ၃မျိုးရှိတယ်ဗျအလင်းတိုးနေတာရှိမယ်အလင်းရော့နေတာရှိမယ်အလင်းကိန်းနေဖြစ်နေတာရှိအဲ့တော့ anti-clockwise direction မှာဒီဘောလို့anti-clockwise direction ဂျူလီယာမှုက anti-clockwise ဆိုတာနိုင်တဲ့ကြောင်းပြန်ဒီလိုကြောင်းပြန်လက်ဝဲကြီးဒီလိုလက်ပတ်မှုangular displacement theta ရဲ့ direction ပမာလဲလို့ပြီးရင် angular displacement angular velocity ရောအခုတော့အတူတူပါပဲသူတို့နှစ်ခုရဲ့ direction ဘယ်လိုကြည့်ရလဲဆိုတော့ကျွန်တော်ပြောပြီးသားတယ်ဒါတွေကဒီဘဝနေရာဒီအပတ်မှာကျွန်တော်တို့မူလီနက်ကလေးတစ်လုံးရှိတယ်ဆိုပါလို့အဲ့ဒါလေးကိုကျွန်တော်တို့ကဒီလို star wave လေးနဲ့ဒီလိုသူ anti-clockwise ဆိုတော့ဘယ်ဘက်ကိုလဲတဲ့ကမှာဒီ wave လေးကနက်ကလေးကကျွန်တော်တို့ဘက်ကိုထွက်လာသူချွတ်တယ်လို့ဖြစ်တာanti-clockwise direction မှာ angular displacement နဲ့ angular velocity တို့ရဲ့ direction အဲ့လိုပါပဲအဲ့လို star wave နဲ့အဲ့လိုထိုးနေတဲ့ဘဟုဝင်ရိုးမှာတည်နေပါလေanti-clockwise direction မှာ theta နဲ့ omega တို့ရဲ့လာရပြီး towards the observer ကြည့်နေတော့ observer C တို့လို့ကျွန်တော်တို့ဘာသာပြန်မှာပဲသူတို့ကသူ axis of rotation မှာရှိနေတာဆိုတော့ long axis of rotation လေနေတဲ့ဝင်ရိုးမှာသူတို့ရဲ့ direction ရှိပါတယ်အဲ့တော့ညာဘက်ကိုလှည့်ပြီးရေးဆိုတော့ဒီမူလီလေးကိုကျွန်တော်တို့ star wave နဲ့ကျွန်တော်ပြန်ချက်တယ်လို့မျိုးဒီ white ကိုဖောက်ပြီးတော့ဟိုဘက်ကိုထွက်ဆိုတော့ observer နဲ့ဝေးရကိုပေါင်းတယ်ကြည့်နေတော့ observer ရဲ့ဝေးရကိုပေါင်းတယ်ဆိုတော့ away from the observer ဆိုတဲ့ direction ကိုရဒါဆိုရင် circular motion ရဲ့ anti-clockwise direction မှာtheta နဲ့ omega တို့ရဲ့လာရနောက်တစ်ခုကျွန်တော်တို့ clockwise direction မှာ theta နဲ့ omega တို့လာရဒါကကျွန်တော်တို့ towards the observer away from the observer ကျွန်တော်တို့ပြောပြတာဒါဆိုရင် theta ရဲ့ direction velocity increasing velocity တိုးနေမယ် velocity decreasing velocity လျော့နေမယ် constant velocityကိန်းတွေဖြစ်နေတယ်ဆိုတော့အနေထားမှာသူ့ဘာရှိတယ် along the axis of rotation အဲ့ဝင်ရုံးမှာပဲရှိအဲ့ towards the observer ရှိတယ် away from the observer ရှိတယ်မျိုးတော်တော်လေးနော်အဲ့တော့ angular displacement ရဲ့လာရပြီးအလင်းတိုးနေခြင်းအလင်းလျော့နေခြင်းအလင်းကိန်းတွေဖြစ်နေခြင်းမှာသူ့ရဲ့လာရဘယ်လိုဖြစ်နေတယ်ဆိုကျွန်တော်ကြည့်တော့သူ့လာရအဲ့ဝင်ရုံးမှာပဲရှိတယ်ဝင်ရုံးမှာပဲရှိတယ်angular displacement, angular velocity, angular acceleration ဒီသုံးခုစလုံးရဲ့ direction အဲ့ long axis of rotation မှာပဲဒီလိုရှိတယ်။လေဟုဝင်ရိုးပုံမှာဒီလိုရှိတယ်။ဒါပေမဲ့ theta ရဲ့ direction ဘာမှရှိနေလဲ။ဒီဝင်ရိုးမှာပဲရှိနေပါလေ။ဝင်ရိုးမှာပဲရှိနေတယ်ဆိုတော့ observer C ကို C တို့လား observer နဲ့ဝေးရလားဆိုတော့နှစ်မျိုးရှိပါတယ်။ anti-clockwise ဆိုရင်တော့ towards observer ဖြစ်တယ် clockwise ဆိုရင် away from the observer ဖြစ်တယ်ဒါဆိုရင် angular velocity ဖြစ်တဲ့ omega ရဲ့ direction အောင်သူလည်းတူတူပါပဲ theta နဲ့တူအလင်းတိုးအလင်းရော့အလင်းကိန်းကြီးဖြစ်ဖြစ်သူလည်းအဲ့ဝင်ရုံးမှာပဲရှိနေဘယ်လိုရှိနေတယ်လဲအတူတူ anti-clockwise ဆိုရင် towards observer ဖြစ်ရမယ် clockwise ဆိုရင် away from observer သူလည်းနှမျိုးreally towards and away from ကျွန်တော်နှစ်ခုခွဲဒီနေ့မှဒါဒီနှစ်ခုခွဲဒီနှစ်ခုခွဲဒါကိုခွဲပြနားလိုက်ရင်ဒါဒီချာခွဲပြနားလိုက်ကျွန်တော်နှစ်ခုခွဲ towards and away from towards ဆိုတာကဒါအဒီ clockwiseအော်ဒီနေရာကိုကျွန်တော်က anti-C လို့ရေးပြလိုက်နော်ဒါက C ပေါ့ anti-CW ဒါက CW နော်ဒါမျိုးရေးဒါပါပဲအဲ့တော့ angular displacement angular velocity angular acceleration ဒီသုံးခုရဲ့ direction ကဘာမှပဲရှိနေတယ် along the axis of rotation
လေမှုဝင်ယူဘဟုမှာရှိအလင်တို့နေခြင်းအလင်ရောက်နေခြင်းအလင်ကိန်းနေဖြစ်နေခြင်းမှာတီတာရဲ့ direction ဘာမှလည်းအဲ့မှာပဲတခုတော့ရှိတယ်အဲ့ဒီ clockwise ဆိုရင် towards the observer clockwise ဆိုရင် away from the observer ဒါဆိုရင် angular velocity ဖြစ်တဲ့ omega ရဲ့ direction ဘာမှရှိနေတယ်အဲ့မှာပဲ long distance relation ပဲတီတာနဲ့တူပဲတီတာနဲ့တူပဲတီတာအလင်တို့အလင်ရောကိန်းနေဖြစ်ပါလေဘာမှရှိနေတယ်အဲ့ဝင်ရောက်မှာပဲရှိဘယ်သူနဲ့တူလဲတီတာနဲ့တူတယ်ဘာဖြစ်လို့လဲအဲ့ဒီ crosswise ဆိုရင် towards the observer ဖြစ် crosswise ဆို away from ဒါပဲတတ်ဖြစ်ဒါဆိုရင် angular acceleration direction linear concept တတိယရဲ့လို့ဖြစ်အဲ့တော့ linear သဘောတွေကိုနားလည်တဲ့ကြောင်းလား angular လို့သိ velocity ရဲ့ direction ဆို discrete direction နောက်ထပ်ချက်မကွာ instantaneous သဘောမှာထပ်ချက်မကွာ line နေတယ်သိပြီလား acceleration ဒီတာလည်းရင် velocity နဲ့ပါပြုတ်တယ် increasing မှာ sense omega alpha velocity increasing မှာ sense omega နဲ့ပြုတ်တယ် decreasing မှာ omega နဲ့ဆန့်ကျင်သွားတယ်လင်းနဲ့ဆန့်ကျင်သွားတယ် constant မှာတော့ဘာမှမရှိဘူး net force မရှိဘူး constant velocity ဆို alpha angular acceleration 0ဒါလည်းသိပါတယ်ဆိုတော့ဒါတွေကဗျာဒီ circular မှာဘာပဲမှတ်ကျွန်တော် angular မှာဘာပဲမှတ် anti clockwise ရဲ့ clockwise ဒါလည်း anti clockwise ဆိုရင် towards the observer clockwise ဆိုရင် away from the ကြည့်နေသော observer စီတို့နဲ့ကြည့်နေသော observer မှဝေးရဆိုတယ် towards the observer away from the observer ဆိုပြီးတော့ anti clockwise နဲ့ clockwise အဲ့ဒါကိုခွဲလိုက်ဒါပဲအဲ့ဒါပြန်ပြောကြည့်အရာဝတ္ထုတစ်ခုသည်မှတ်တနေရာကိုဘဟုပြုတ်ပြီးတော့စောက်ဝိုင်းပုံလမ်းကြောင်းအတိုင်းရွေလျားခြင်းမှာအလင်းတွေတိုးနေတာရှိမယ်အလင်းတွေရောနေတာရှိမယ်အလင်းကိန်းတွေဖြစ်နေတာဒီနေရာမှာအမှတ်အရာနဲ့ v တို့ဆိုတဲ့ instantaneous ရုပ်ချီးသဘောမှာဖြစ်ပေါ်သွားသော linear displacement as clear direction တည်ခြင်းအဲ့ဒီအဲ့မှတ်မှာဝတိမြင်ဆွဲလိုက်တန်းကျင်မြင်ဆွဲလိုက်ဒီနေရာလေးဟိုနေရာလေးစတဲ့အဲ့နေရာကိုတည်ခြင်းနဲ့အမှတ်အဲ့နေရာမှာဝတိမြင်ဆွဲလိုက်အဲ့ linear displacement direction ပဲ linear velocity direction တည်ခြင်းဘာလို့သူအတူတူပဲ linear displacement အတူတူပဲကြိုက်တဲ့နေရာကြိုက်တဲ့အမှတ်မှာဝတိမြင်ဆွဲလိုက်အဲ့ linear velocity direction instantaneous သဘောမှာ linear displacement နဲ့ linear velocity တောက်လျှောက် direction တောက်လျှောက် direction ဒါဆိုရင် linear acceleration ရဲ့ direction ဘယ်လိုကြည့်လဲv တိုင်းပဲလေv တိုးနေဘူးနဲ့တူပဲ v ရော့နေတော့ v နဲ့ဆက်နေပါဒါပဲ v ရော့လိုက် v တိုးနေဘူးနဲ့တူပဲ v ရော့နေ v နဲ့ဆက်နေပါ v ကိန်းနေပြီးရမရှိတော့ရှင်းမရှိတော့ okay ဒါဆိုရင် angular ကြည့်တော့ angular မှာလည်းလင်းတိုးနေလင်းရော့နေတာလင်းကိန်းနေပြီးတယ်လို့သုံးလို့ရှိအဲ့ဒီမှာကျွန်တော်တို့ကြည့်တဲ့အခါကျတော့ angular displacement theta ရဲ့ direction theta ရဲ့ direction ကို omega ရဲ့ directionကို alpha ရဲ့ direction လို့ဆိုတာဗျာ along the axis of rotation ဒီလဲမှုဘဟုဝင်ရုံမှာပဲတို့ရှိလဲနေတော့မြင်မြူတောက်မှန်ကြာတော့လဲမှုဘဟုဝင်ရုံမှာတို့သုံးခုရဲ့ direction အဲ့မှာရှိအဲ့တော့ဒီဝင်ရုံမှာရှိနေတဲ့ဆိုဝင်ရုံဆိုတာဒီ chapter disc ကိုကျွန်တော်တို့အလဲပေါ်နဲ့ထိုးထားတဲ့မာကာနဲ့ထိုးထားတဲ့ဆိုသူတို့အဲ့လိုမာကာပေးမှာလို့ဝင်ရုံမှာသူတို့ရဲ့ direction ဆိုတော့ဝင်ရုံဆိုတော့ကြည့်နေတော့ observer ကဒီလိုကြည့်တယ်ဆိုတော့အဲ့သူတို့ရဲ့ direction observer C တို့နဲ့ observer မှာဝေးရတယ် towards the observer away from the observer နှစ်မျိုးပဲရှိဆိုတော့လောလေးပါ anti clockwise direction ဒီလိုပြောင်းပြန်လဲရင် towards the observer ဖြစ်ပါတယ် clockwise နိုင်လက်တန်နိုင်လဲ away from the observerဘူးလီလေးကိုကျွန်တော်ဘယ်ဘက်ကိုလှည့်မယ် anti clockwise ဆိုရင်ကိုစီပြန်လာမယ် towards the observer ဘူးလီလေးကိုကျွန်တော်တို့ starboard နဲ့ညာဘက်ကိုလှည့်မယ် clockwise direction ကိုကျွန်တော်တို့နဲ့ဝေးအောင်သွားမယ် away from the observer ဒါဆိုရင်ကျွန်တော်တို့တိတိုင်း direction ကြည့်ရတိတိုင်း direction velocity တိုးနေခြင်း velocity ညော့နေခြင်း velocity ကင်းနေခြင်းဘယ်လိုဖြစ်နေလဲဘယ်လိုမှမဖြစ်ဘူးဒီတိုင်း allow the axis of rotation ဒီဝင်ရုံးမှာပဲနေဟုတ် linear displacement ဘာမှနေအဝန်းမှာပဲနေဘယ်လိုနေလဲတိုက်နေတိုင်းနေတာပဲအဲ့ဒီမှာတိုက်နေဆွဲတခုတော့ရှိ
တယ်သူကလည်း anti crosswise ဆိုသူကလည်းဒီဘက်ဆွဲရတယ်လို့ crosswise ဆိုလို့သူကဒီလိုပြန်ဆွဲရမှာပေါ့ဗျာအခုဒီနေရာဒီမှတ်ဗျာကျွန်တော် anti crosswise ဆိုကျွန်တော်အပေါ်ထောင်ထိုးတယ်ပေါ့လားတန်းတန်းကြီးကျွန်တော် crosswise ဆိုရင်ဒီအောက်ပြန်ထိုးရအဲ့လိုဒီမှာ angular displacement တည်ရတဲ့ direction အဲ့လိုပဲသူလည်းဗမာကြည့်နေဒီဝင်ရုံးပါပဲဝင်ရုံးပါပဲဒါဆိုရင်အဲ့ဒီ crosswise ကိုဘယ်လိုဖြစ်လဲ towards the observer ပေါ့ crosswise away from the observer ဒါဆိုရင်ဒီ angular velocity ဖြစ်တဲ့ omega ရဲ့ direction သူကဘယ်လိုလုပ်နိုင်လဲဆိုတည်တာ angular displacement ရဲ့ direction တော့လိုက် angular displacement တည်တာရဲ့ direction နဲ့ angular velocity omega ရဲ့ direction တစ်ထပ်ဘယ်မှာရှိနေတယ်အဲ့ဒီဝင်ရုံးမှာမရှိ along the axis of rotation ရှိတယ်ဒါရတူလည်းနှစ်မျိုးဘယ်လိုလဲရင်းလဲအဲ့ဒီ crosswise လေအဲ့ဒီ crosswise ဆိုရင် towards the observer crosswise ဆို away from it အဲ့တော့အယူရဲ့သဘောနားလည်ပြီးကြောင်းလာပြီးအလင်းရဲ့သဘောလိုနားလည်အလင်းရဲ့သဘောနားလည်ပြီးကြောင်းသွားတာ acceleration အကြောင်းသိတယ် acceleration နဲ့အလင်းတို့အချိတ်ဆက်ကိုသိတယ်လို့ Newton second law ရ acceleration နဲ့ force တို့အချိတ်ဆက်အဲ့နှစ်ခုလည်းဇုံလိုက်နားလည်ထားရင်အရှိန်ကကြိုက်တဲ့အရှိန်လာခဲ့တော့သိရပါလဲ